ဘန်ကိုငကြောက်ဆိုပြီးထက်တလဲလဲစိန်ခေါ်နေတဲ့ပြိုင်ဖက်ဟောင်းချားဂျွန်စင်ရခင်ကဘန်ကိုအနိုင်ယူခဲ့ဘူးသည့်ချားဂျွန်စင်ကလက်ရှိချန်ပီယံဖြစ်နေသောဘန်သည်သူ့ကိုကြောက်နေသည်ဟုဆွဆွဲကပြင်းပြင်းထန်ထန်စိန်ခေါ်လျက်ရှိပါတယ်ဂျွန်စင်ဟာဘန်ကိုငါမင်းကိုနိုင်ဘူးတယ်မင်းငါ့ကိုမကြောက်နေတာမလားငါကမင်းရဲ့ crypto နိုင်ပဲဆိုတဲ့ယုံကြည်မှုနဲ့သူကဘန်ကိုစက်တိုက်စိန်ခေါ်နေတာပါမင်းချန်ပီယံဖြစ်သွားပေမဲ့ငါ့ကိုတော့မင်းကြောက်နေတော့မဲ့လို့လဲသူကပုံဖော်ချင်နေပါတယ်ဒါပေမဲ့ဘန်ဟာလက်ရှိချန်ပီယံဖြစ်ပြီးဂျွန်စင်မှာအဆင့်73တွင်သာရှိနေသောကြောင့်အဆင့်သတ်မှတ်ချက်စနစ်အရဓာတ်ရိုက်ချန်ပီယံကိုစိန်ခေါ်ခွင့်ရရန်ခက်ခဲပါတယ်။ဂျွန်စင်ဟာဘန်ကိုဒေါသထွက်အောင်ပြုလုပ်ရန်နှင့်ပရိသတ်စိတ်ဝင်စားမှုရရှိစေရန်အတွက်လေလိုင်းပေါ်မှစကားလုံးများနှင့်မီဒီယာဇာတ်လမ်းများကိုအသုံးပြုကာပွဲဖြစ်မြောက်လာစေရန်တွန်းအားပေးလျက်ရှိပါတယ်။ဒါကိုဘန်ကလည်းစိတ်ငြိမ်သက်စွာတုံ့ပြန်ခဲ့ပြီးဂျွန်စင်မင်းကငါနဲ့ထိုးဖို့အရေးချင်းမပြည့်မီသေးဘူးဟုဂျွန်စင်အားချန်ပီယံလူပွဲမထိုးမီရက်ခင်အဆင့်မြင့်တဲ့သူတွေနဲ့နှစ်ပွဲလောက်နိုင်ပြီးမှငါကိုစိန်လာခေါ်ပါဆိုပြီးတုံ့ပြန်လိုက်ပါတယ်။တကယ်လဲဂျွန်ဆန်ဟာထိပ်တန်းဖိုက်တာတွေကိုအနိုင်ယူပြီးမိမိကိုတက်တည်ပြဖို့လိုနေပါသေးတယ်ဘန်ကိုစတိန်ခေါ်တဲ့အဆင့်တော့မဟုတ်သေးဘူး။ပရိသတ်တို့ရောဘန်နဲ့ချားဂျွန်ဆန်တို့ပြန်တွေရင်ဘသူအနိုင်ရသွားမယ်ထင်လဲကောမန့်မှရေးသွားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်